ကိုရီးယားမင်းသားလေးလိုချောမောနေလိုနာမည်ကြီးနေတဲ့အင်းလေးကဈေးတယ်လေးပြေဆုံးပြုတ်ဗီယိုထဲမှာတော့မိန်းကလေးတွေတက်တက်လို့အားပေးခြင်းခင်ရကကိုရီးယားမင်းသားလေးလိုတောင်မှတင်စားနိုင်ရှင်ခေါ်ဝေါ်နေကြတဲ့အသက်15နှစ်ရွယ်ဈေးတယ်လေးပြေဆုံးပြုတ်ရဲ့အကြောင်းပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့လည်း TikTok တို့ Facebook တို့မှာသူ့ရဲ့ဗီဒီယိုတွေကိုတွေ့မြင်ပြီးဖြစ်မှာပါပြီးခဲ့တဲ့သတင်းကြွအားလည်းရမှာအင်းလေးကန်ကိုအလဲလာခဲ့တဲ့ခီးသွားတူကသူ့ရဲ့ပြည့်ကင်းစင်တဲ့ပြုံးလေးတွေရှင်ကျေးပြူငါစွာဇေယောက်နေတဲ့ပုံရိပ်လေးတွေကိုဗီဒီယိုရိုက်ပြီးတင်လိုက်ရာကနေနိုင်ပိုင်းတွင်မှာပဲတနိုင်ငံလုံးကမမရီအမရီရဲ့ချစ်ကိုသိမ့်ပိုက်သွားခဲ့တာပါသူ့ရဲ့နေရာအောက်ကချွေတီချွေပေါက်လေးတွေနဲ့ရောရှက်နေတဲ့အပြုံးစစ်စစ်တွေအုံသီးကိုကျွမ်းကျင်စွာခွဲပေးနေတဲ့ဟန်ပန်ကြောင့်အင်းလေးမင်းသားဆိုပြီးတော့နာမည်ကြီးနေပေမယ့်ဒီနေ့ကျမတို့အဓိကပြောချင်တာကအဲ့ပြုံးရဲ့နောက်ွယ်ကသူ့ရဲ့ချီကျူးစရာစိတ်တဲ့နဲ့ကြီးမားတဲ့အိမ်မက်တွေကြောင့်ပါပဲသူကဒီလိုနာမည်ကြီးလာပြီးနောက်မီဒီယာတွေကဆက်သွယ်မေးမြန်းကြတဲ့အခါမှာတားလေးပြည်စုံပြိုပြေးကြသွားတဲ့အင်တာဗျူးလေးတခုဟာကျွန်တော်တို့ကိုရှမ်းကောင်မှအံ့ဩသွားစေခဲ့ပါတယ်ပထမဆုံးအနေနဲ့သူဘာလို့ဒီလုပ်ကိုလုပ်ရတယ်ဆိုတာပါအသက်15နှစ်ရွယ်ပျော်ရွှင်စွာစော်ဆိုင်နေရမယ့်ရွယ်မှာသူကလေးတစ်စင်းနဲ့အင်းလေးကန်နဲ့ဈေးလိုက်ရောက်နေရတယ်။ဂျာနဲ့ပတ်သက်ပြီးသူကကြောင်းပေးရမှာမိဘကိုတစ်ဖက်တစ်တိုင်းကကူညီပေးခြင်းလို့အုံးရီရောက်ပြတာပါ။ရိုးရိုးသားသားလေးဖြေခဲ့ပါတယ်။မိသားစုကိုတက်နိုင်တဲ့ဘက်ကကူညီပေးနေတဲ့သူ့ရဲ့လိမ္မာတည်တတ်မှုကဒီဖြေလေးထဲမှာအထင်သာပေါ်လွင်နေပါတယ်။ဂျာရင်မကားသေးပါဘူး။ဒီထက်ပိုပြီးတော့အန်ဖို့ကောင်းတာကသူအခုဈေးအောင်ဖို့အသုံးပြုနေတဲ့လိငယ်လေးရဲ့ရှာဆိုရင်ပါပဲ။ဒါသူမိဘတွေကသူ့ကိုဈေးအောင်ဖို့ဝယ်ပေးထားတဲ့လေမဟုတ်ပါဘူး။ဒီလေကိုသူဘလို့ရှားခဲ့တယ်လေဆိုတော့ကျောင်းမဘိုးတွေစုပြီးတော့လေဝေခဲ့တယ်လို့သူကဆိုပါတယ်။အသက်15နှစ်ရွယ်ကလေးတယောက်ကအခြားကလေးတွေလိုဂိမ်းဆော့ဖို့မုတ်စားဖို့တုံးပြုံးမဲ့စားသူ့ရဲ့ကျောင်းမမိုးလေးတွေစူဆောင်းပြီးတော့အလုပ်လုပ်ဖို့အတွက်မိသားစုကိုကူညီဖို့အတွက်လေတစင်းဖြစ်အောင်ဝယ်ယူခဲ့တယ်ဆိုတာကတုံယုံတန်ယုံလေးစားစရာကောင်းတဲ့စိတ်ဓာတ်မဟုတ်ပါဘူး။ကဲသူရဲ့ရုပ်ရည်ကိုရီးယားမင်းသားလေးလိုချောမော်ရီသူ့ရဲ့စိတ်ဓာတ်ကရင်းချက်ပြီးတော့လေးစားစရာကောင်းတဲ့ဒါဆိုရင်သူ့ရဲ့အနာဂတ်အိမ်မက်ကဘာဖြစ်မလဲ။အခုရနေတဲ့နာမည်ကြီးမှုနဲ့နုပညာလောကထဲဝင်မလားမော်ရီဒါမှမဟုတ်မင်းသားလို့မလားမဟုတ်ပါဘူးအင်းလေးကံပေါ်မှာအုံဒီခွေရောက်နေတဲ့ဒီကောင်လေးရဲ့အိမ်မက်ကအားလုံးတင်ထားတာတဲ့အများကြီးပို့ပြီးတော့ကြီးမားမြင့်မြတ်နေခဲ့ပါတယ်သူရဲ့ဖြစ်ဟာကြီးလာရင်ဆရာဝန်ဖြစ်ချင်ပါတယ်လေဟုတ်ပါတယ်သူဟာသူ့ရဲ့မိသားစုနဲ့ပတ်ဝန်းကျင်ကိုကူညီနိုင်မဲ့ဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင်တာပါဒီချက်တွေအားလုံးကိုပေါင်းဆက်ကြည့်လိုက်တဲ့အခါပြည့်စုံပြိုးဆိုတဲ့ကောင်လေးဟာဘာလို့မြန်မာနိုင်ငံလုံးရဲ့ချစ်တော်ဖြစ်သွားခဲ့လဲဆိုတာရှင်းရှင်းလင်းလင်းမြင်လာရပါတယ်သူကရုပ်ရည်ချုံမရုံတည်းမဟုတ်ပါဘူးရိုးသားတဲ့စူးစားတဲ့မိဘပေါ်မှာတည်တတ်တဲ့ကိုတူးကိုချုံလို့စိတ်ရှိတယ်ပြီးတော့ကြီးမားတဲ့အိမ်မက်လည်းရှိနေပါတယ်အခုဆိုရင်အင်းလေးကန်ကိုသွားတဲ့ခီးသွားတွေဟာရှူရင်းနေကြည့်ဖို့တည်းပြည်စုံပြုတ်ကိုတွေ့ဖို့သူရောက်တဲ့အုံးရင်လေးကိုအားပေးဖို့တည်တံလာရောက်ရှာဖွေနေကြတဲ့အထိပါပဲကဲပရိသတ်ကြီးတို့ရောရုပ်ရည်ရောစိတ်သက်ပါပြည်စုံနေတဲ့အင်းလေးကန်ဘော်ကဆယ်လေးလေးပြည်စုံပြုတ်ရဲ့အိမ်မက်တွေပေါ်မှာဘလို့မြင်ပါသလဲဆရာဝန်ကြီးဖြစ်တဲ့သူ့ရဲ့အိမ်မက်တွေဒီနေ့မှအမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ယုံကြည်ပါသလားကွန်မန့်မှာသူ့အတွက်အားပေးစကားလေးတွေပြောခဲ့ပေးပါအောင်ရှင်